အားလုံးပဲမိပါပါခင်ဗျာအခုကတော့ဘုရားတောက်တော်ဖျားပြီးဒီပါဆင်ပြီးတော့ဖျားစခုဖို့ဖျားဆုံးတော့ကဘပါမမရှိတော့ချက်ပြလိုက်ပြီးတက်လိုက်ရပါခင်ဗျာဘုရားကမကဖျားစလေးပါဖျားဆုံးတော့ကပ်ဖျားစခုဒီမှာကျွန်တော်ဖျားစင်ဆောင်းလေးပါအဲ့ဒါအားအဲ့ဒါကဘောပါဖျားဆုံးကတာချောကလက်ဒီပဲကအဲ့ဒါပြီးလေချောကလက်ဒီပါအားလုံးမင်္ဂလာပါဖျားကျွန်တော်ရဲ့ဖျားစီလေးမှာပါပြီးလို့အပ်တယ်နဲ့ဆိုရင်ဒီလိုဆိုတော့မလီမှာရေးလာပြီးလို့ရပါတယ်နော်အားလုံးချစ်တယ်နော်မင်္ဂလာပါ